တီခေါင်အောင်မြင်မာတဲ့မြေတောင်ပေါ်လန်းခီးစဉ်ကားကလေးနဲ့လေကျုံဆုံးလို့တစ်ခေါက်ရောက်ခဲ့တာချယ်ရီတွေပွင့်တဲ့ရှမ်းမြေမူဆယ်လန်းကားကလေးရင်နဲ့လွမ်းမိတယ်ဒီလိုနဲ့ရောက်ခဲ့တဲ့ရှမ်းဌာနေဒီဇင်ဘာမို့မြူနင်းတွေဝေနေစေမူဆယ်ဈေးတွေကရှမ်းခေါက်ဆွဲလေကျွန်တော်လည်းသွားစားလို့မဝပါပေါ်ရွေတဲ့ရှမ်းမလေးရောင်းနေတာဒီခေါက်ဆွဲအရာသာကောင်းလို့စားရလားဆိုင်ရှင်လေးလာလို့သွားရလားအမြင်တွေစုံလာတော့အကြည့်ချင်းစကားတွေမျက်လုံးချင်းနဲ့ပြောတတ်လာတယ်အချိန်နဲ့ရင်